UFC ဒီအခရာသုံးလုံးကိုကြားလိုက်ကနေစိတ်လှုပ်ရှားမှုစွမ်းအားနဲ့ကမ္ဘာအဆင့်မီအကြမ်းစားပွဲတွေကိုတွေးမိကြမှာပါ။ဒါပေမဲ့ဒီကြီးစားစင်မင်ဤရဲ့နောက်ွယ်ကအချက်တွေကိုရောသင်သိပါသလား။ဒီနေ့မှာတော့ UFC ရဲ့အခြေခံအကြောင်းတရားတွေကိုမိနစ်ပိုင်းအတွင်းရှင်းပြသွားပါမယ်။ UFC ကို1993ခုနှစ်မှာအမေရိကန်မှာစတင်တည်ထောင်ခဲ့တယ်။အစပိုင်းမှာဘယ်ကိုကန်ပညာကအကောင်းဆုံးလဲဆိုတဲ့မေးခွန်းကိုအပြေရှာဖို့အတွက်ဖန်တီးခဲ့တာ။ကန်တဲ့သူထိုးတဲ့သူနှစ်ပန်းပညာရှင်တွေအားလုံးတနေရာထဲမှာရှင်ပြိုင်ခဲ့ကြတယ်။အစကစီးမြင့်နေဖပေမဲ့အခုခါမှာတော့ Unified Rules of Mixed Martial Arts ဆိုတဲ့စီးမြင့်စနစ်ကိုအတိအကျလိုက်နာရပါတယ်။ဒါဟာကစားသမားတွေရဲ့လုံခြုံရေးအတွက်အရေးကြီးပါတယ်။ UFC မှာအမျိုးသားအတွက်10ပိုင်းအမျိုးသမီးအတွက်4ပိုင်းရှိပါတယ်။ဥပမာအမျိုးသား Flying Weight, Bantamweight, Featherweight, Lightweight, Welterweight, Middleweight, Light Heavyweight နဲ့ Heavyweight ပါအမျိုးသမီး Strawweight, Flying Weight, Bantamweight, Featherweight ပါ UFC ဟာကမ္ဘာကျော်ကစားသမားတွေကိုမွေးထုတ်ပေးခဲ့တယ်။ Conor McGregor စကားပြောရတဲ့လက်စလည်းရှိတဲ့ Irish လူမျိုး John Bones Jones တမိုင်းမှာအကြီးကျယ်ဆုံးချန်ပီယံတစ်ယောက်လို့သတ်မှတ်ခံရသူ Amanda Nunes အမျိုးသမီး Double Champ နှစ်ထပ်ကွမ်းချန်ပီယံဖြစ်သူ Khabib the Eagle Nurmagomedov ရှုံးနေမှုမရှိဘဲအနားယူခဲ့တဲ့ဒန်ဒီယာ UFC ဟာယနေ့ခေတ်မှာကမ္ဘာအကြီးဆုံး MMA အဖွဲ့အစည်းဖြစ်ပြီး ESPN လိုနိုင်ငံခြားမီဒီယာကြီးတွေနဲ့ပူးပေါင်းပြီးပြိုင်ပွဲတွေကိုကမ္ဘာအနောက်ထုတ်လွှင့်ပြသနေပါတယ်။ Pay-per-view စနစ်နဲ့ပရိသတ်တန်းများစွာကိုဆွဲဆောင်နိုင်ခဲ့တယ်။ UFC ဟာအစပိုင်းမှာကြမ်းတမ်းတဲ့ဖျော်ဖြေရေးအဆင့်ကနေဒီနေ့မှာ Professional အားကစားလောကရဲ့အထင်အကအထိရပ်တည်နေပါပြီ။စီနီယံတွေလုံခြုံရေးစံချိန်တွေမြင့်တင်လာတာနဲ့အမျှလူကြိုက်မဖွာလည်းပုံမမြင့်တင်လာခဲ့ပါတယ်။ဒီတော့ UFC ဟာရိုးရှင်းတဲ့တိုက်ခိုက်မှုတွေထက်ပိုပါတယ်။ဒါဟာမဟာဗျူဟာကြံခိုင်းမှုစိတ်တက်နဲ့ဇွဲလုံလုပ်တွေရဲ့အားကစားတစ်ခုပါလေ။ UFC မှာတင်းအကြိုက်ဆုံးကစားသမားဒါမှမဟုတ်အခွက်အတန့်ကဘာလဲဒါမှမဟုတ် UFC အကြောင်းဘာတွေထက်သိချင်ပါသလဲ comment မှာမေးမြန်းနိုင်ပါတယ်